ဒီဗီဒီယိုလေးမှာတော့အခုလိုမျိုး 3D ပုံစံ animation ကို align motion ကိုသုံးပြီးတော့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုကျွန်တော်ကသင်ပြပေးထားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ဒီ 3D animation ရဲ့ကျွန်တော်ဒီ episode 2ပဲဖြစ်ပါတယ် okay ဒါဆိုရင်တွားပြီးတော့ကြည့်လိုက်ရအောင် Pie chart animation okay line motion နဲ့ကိုတစ်ချက်ဝင်မယ် flat icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးသွားရင်ကျွန်တော် create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့ဒီ black icon လေးကိုတစ်ချက်နှိပ်လိုက်ပြီးသွားရင်ကျွန်တော်ဒီမှာဒီ shape ထဲကကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ် okay ပြီးသွားရင်ဒါလေးကို move and transform နဲ့ကျွန်တော်နည်းနည်းလေး site ကလေးကိုကြီးလိုက်မယ်ပေါ့နော် okay နည်းနည်းလေး site ကလေးကိုကြီးလိုက်မယ်ဒါလေးကိုကျွန်တော်ဒီ color and fill လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်အရောင်လေးပြောင်းလိုက်မယ်အဲကျွန်တော်ဒီမှာအနီရောင်လေးထားလိုက်မယ်ပေါ့နော် okay ပြီးသွားရင်ပြန်ထွက်မယ်ပြီးရင်ကျွန်တော်ဒီမှာ edit shape ဆိုတာလေးရှိတယ် sorry ဒီကောင်လေးကိုကျွန်တော်နည်းနည်းလေးထပ်ကြီးလိုက်အောင်ပါနော် move and transform နဲ့ဝင်ပြီးတော့နည်းနည်းလေးကြီးလိုက်မယ် okay ပြီးသွားကျွန်တော်ဒီမှာ edit shape ကိုတစ်ချက်နှိပ်မယ်ပြီးသွားရင်ကျွန်တော်ဒီမှာကြည့်ပါဒီဘက်ကိုတိုးတယ်ဆိုရင်ဘာဖြစ်လဲကျွန်တော်ဒီပေါင်းရမယ်ဒီဘက်ကိုပြန်ပြီးတော့ short တယ်ဆိုရင်ကျွန်တော်ဒီကျင်းသွားမယ် okay ဒီပုံစံနဲ့သွားမယ် okay ဒါဆိုကျွန်တော်ဒီဘက်ကိုတိုးလိုက်မယ် okay ဒီလောက်ကိုကျွန်တော်ယူမယ်ပြီးသွားရင်ကျွန်တော်ဒီ layer လေးကိုဒီမှာ copy ကူးလိုက်မယ် duplicate layer ဆိုပြီးတော့တစ်ချက်နှိပ်လိုက်မယ်ပြီးရင်အဲ့ဒါလေးကိုတစ်ချက်ထောက်မယ်ပြီးသွားရင်ထုံးစံတိုင်းမယ်ကျွန်တော် color fader ဝင် color တစ်ခုကိုချိန်လိုက်မယ်ကျွန်တော်အစိမ်းလေးကိုချိန်လိုက်မယ် okay ပြီးသွားရင်ကျွန်တော်တို့ဒီမှာ edit shape ကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားရင်ထုံးစံတိုင်းမယ် okay ကျွန်တော်ဒီလောက်လေးကိုရွှေ့လိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီမှာအောက်က amp ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ဆွဲလိုက်မယ်ခုနကအနီဆုံးသွားတဲ့နေရာလေးပါနော်ဒီနားလေး okay okay ဒီနားလေးမှာအနီဆုံးသွားတယ်ပြီးတော့ကျွန်တော်ထုံးစံတိုင်းပဲ duplicate လေးကိုတစ်ချက်ထပ်ပြီးတော့ layer လေးကိုတစ်ချက်ထပ်ပွားလိုက်မယ် icon လေးကိုတစ်ချက်ပြန်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ color fader ဝင်ပြီးတော့ကျွန်တော်အရောင်နောက်တစ်ခုထပ်ပြီးတော့ချိန်လိုက်မယ်ကျွန်တော်ဒီမှာအဝါလေးချိန်လိုက်မယ်နော်ပြီးတော့ထုံးစံတိုင်းပဲ edit shape ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲထုံးစံတိုင်းဘယ်လောက်ထိသွားတင်တာလဲ okay ဒီလောက်ထိသွားမယ် okay ပြီးတော့ကျွန်တော်ဒီအန်လေးပြီးတော့ခေါလာဆုံးသွားတဲ့နေရာလေးပေါ့နော်okay ဒီလောက်လေးမှာကျွန်တော်ဒီအပေါ်ဟာလေးကိုနည်းနည်းလေးထပ်တိုးလိုက်မယ် okay ပြီးတော့ဒါလေးကိုထပ်ပြီးတော့ duplicate ထပ်ပွားလိုက်မယ် okay အဲ့ဒါလေးကိုထပ်ထောက်မယ်ပြီးတော့ color fader ဝင်မယ်ပြီးတော့ကျွန်တော်အရောင်တစ်ခုထပ်ပြီးတော့ရွေးလိုက်မယ် okay ဒီမှာဆိုကျွန်တော်အပြာလေးရွေးလိုက်မယ်ပေါ့နော်အပြာလေးရွေးလိုက်မယ်ပြီးတော့ထုံးစံတိုင်းမယ်ကျွန်တော်ဒီမှာ edit shape ကိုတစ်ချက်နှိပ်မယ် okay ကျွန်တော်ဒီမှာအပြည့်ယူလိုက်မယ်ပေါ့နော် okay ဒီမှာအပြည့်ယူလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာခေါလာဆုံးသွားတဲ့နေရာလေးထိသွားမယ် okay ဒီနားမှာ okay ဒီမှာဆုံးသွားတဲ့နေရာလေးပါ okay ပြီးတော့ကျွန်တော်ဒီတစ်ခုကိုကျွန်တော်နည်းနည်းလေးဆွဲချဲ့လိုက်မယ်ပေါ့နော် okay ကျွန်တော်ဒီမှာဟိုလောက်လေးဆွဲလိုက်မယ်10 second လောက်လေးဆွဲလိုက်မယ်နော်နည်းနည်းလေးokay 10 second လောက်ဒီကြော်ဆွဲလိုက်ပြီ okay ပြီးသွားရင်ကျွန်တော်ဒီအပေါ်မှာအကုန်လုံးကိုကျွန်တော်တို့မှတ်လိုက်မယ်မှတ်ပြီးသွားရင်ကျွန်တော်နောက်ဆုံးကိုဆွဲလိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်အကုန်လုံးကညီသွားပြီပဲဖြစ်ပါတယ် okay ဒါဆိုရင်ဒါကိုတီးလိုက်မယ်လို့မျှော်လင့်တယ်ပြီးသွားရင်ကျွန်တော်ဒီကောင်လေး၄ခုလုံးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပြီးသွားရင်ကျွန်တော်တို့အပေါ်ဆုံးမှာ group ဆိုတဲ့ဟာလေးပါကျွန်တော်ဒီမှာဘယ်ဘက်တောင်ဆုံးဟာလေးအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင် group တစ်ခုလည်းဖြစ်သွားပြီပဲဖြစ်ပါတယ် okay ပြီးရင်ကျွန်တော်တို့ plug ကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်စာလေးဒီမှာရေးမယ်ပေါ့နော်ကျွန်တော် touch ကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီမှာ12% ပေါ့နော် 12% ရေးလိုက်မယ် okay ကျွန်တော်ဒီတိုင်းပဲရေးလိုက်မယ်ကျွန်တော်20ပေါ့နော်ကျွန်တော်ဒီမှာ 20% လို့ရေးလိုက်မယ်ကျွန်တော်ဒီမှာ Alexander ကိုယူလိုက်မယ်ကျွန်တော် font ချိန်လိုက်မယ်ကိုလိုချင်တဲ့ font လေးကိုချိန်လိုက်မယ်ပြီးတော့ကျွန်တော် color ကိုအဖြူလေးထားလိုက်မယ်နော်အဖြူလေးထားလိုက်မယ် okay ပြီးတော့ကျွန်တော် site ကလေးကိုနည်းနည်းလေး adjust လုပ်လိုက်မယ် okay ရပြီကျွန်တော်ဒီလောက်လေးကို adjust လုပ်လိုက်မယ်ပြီးရင်အမှန်ကြီးလေးချစ်လိုက်ပြီးရင်ကျွန်တော်ဒီ border shadow တွေကိုတစ်ချက်ဝင်လိုက်မယ်ကျွန်တော်ဒီမှာဒီ soft line လေးကိုတစ်ချက်ဖွင့်ပေးလိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်ဒီ color ကိုအဖြူလေးပဲရွေးပေးလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာအောက်ဆုံးက shadow လေးကိုတစ်ချက်နှိပ်လိုက်သူ့ကိုဖွင့်ပေးလိုက်ပြီးတော့ကျွန်တော်နည်းနည်းလေး okay ဆွဲလိုက်မယ် okay ဒီလိုလေးအကြွပုံစံလေးဖြစ်သွားပြီ okay ပြီးတော့ကျွန်တော်ဒီကောင်လေးကိုဟိုးနောက်ဆုံးရွှေ့မယ်ဆိုတော့ sorry ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ကျွန်တော်ဟိုးနောက်ဆုံးရွှေ့လိုက်ပြီးတော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ် okay ဒါဆိုရင်နောက်ဆုံးရောက်သွားပြီပြီးရင်ကျွန်တော်ဒီ touch layer လေးကိုတစ်ချက်ပြန်နှိပ်မယ် move and transform ဝင်မယ်ကျွန်တော်ကိုထားတဲ့နေရာလေးဒီမှာ20%
Okay ပြီးသွားရင်ဒါလေးကိုကျွန်တော် duplicate သွားလိုက်မယ် duplicate layer အဲ့ layer လေးကိုတစ်ချက်ထောက်ဒီမှာ edit text ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်အဲ့မှာကျွန်တော်တို့ဒီမှာ 10% လို့တစ်ချက်ရေးလိုက်မယ် Okay 10% ပြီးရင်ကျွန်တော်တို့အမှန်ချက်ကလေးတစ်ချက်ချစ်လိုက်ပါချစ်ပြီးတော့ကျွန်တော် move and transform ဝင်သူ့အောက်မှာဒီကောင်လေးကို10% Okay ပြီးတော့ကျွန်တော် duplicate layer လေးထပ်ပြီးတော့ခေါ်လိုက်မယ်ပြီးတော့အကောင်လေးကိုတစ်ချက်ထောက် edit text ကိုနှိပ် Okay ကျွန်တော်ဒီမှာဆိုရင်30ပေါ့နော်30% sorry ကျွန်တော်ဒီမှာ30% Okay ပြီးရင်ကျွန်တော်အမှန်ချက်ကလေးချစ်လိုက် move and transform ဝင်နေရာလေးချပေးလိုက်မယ် Okay ပြီးရင်ကျွန်တော် duplicate လေးထပ်ပြီးတော့ယူလိုက်မယ် Okay အဲ့ဒါလေး edit text ကိုရေးလိုက်မယ်ကျွန်တော်တို့ဒီ100%ဆိုတော့ဒီမှာ60ပြပါဆိုတော့ 40% Okay ပြီးတော့ကျွန်တော်ဒီမှာ move and transform ဝင်ကျွန်တော်ဒီမှာလိုချင်တဲ့နေရာလေးကို Okay ချပေးလိုက်မယ် Okay ရပါပြီဒါဆိုရင်ကျွန်တော်စာရေးလို့ပြီးသွားပြီကျွန်တော် animation စပြီးတော့ပေးတော့မယ်ပေါ့နော် Okay ထုံးစံတိုင်းပဲကျွန်တော် black icon လေးကိုနှိပ်ပါကျွန်တော်ဒီမှာ shape တွေက color ရွေးထားတဲ့ကောင်လေးကိုပဲထပ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ move and transform လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော် side ကိုတစ်ချက်ညှိမယ်နည်းလေးကြီးလိုက်မယ်Okay ဒါဆိုရင် site ကညီသွားပြီပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုလည်းထုံးစံတိုင်းပဲဘုံနောက်ဆုံးဒီရွှေ့လိုက်မယ် Okay ဒီတိုင်းလေးရွှေ့လိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီ animation စပြီးတော့ပေးတော့မယ်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက် edit shape ကိုတစ်ချက်နှိပ်ကျွန်တော်ဒီ step မှာကျွန်တော်ဒီဘယ်လောက်ထိသွားမှာလဲပေါ့နော်ဒီအစာလေးကိုတစ်ချက်သွားလိုက်Okay ဒီလောက်မှာကျွန်တော်တို့ key frame လေးတစ်ခုချလိုက်မယ်ပြီးတော့ကျွန်တော်1 second လောက်ကိုသွားလိုက်မယ် Okay 111ပြီးတော့ကျွန်တော်ဒါလေးကိုဆွဲလိုက်မယ်ခုနပေါ်လာတဲ့အနီရောင်ပေါ့အနီရောင်အထိ Okay ဒီလောက်မှာ key frame လေးတစ်ခုချလိုက်ပြီ Okay ပြီးတော့ရင်ကျွန်တော်ဒီမှာဒီအလယ်လေးကိုပြန်လာပြီးတော့ရင်ကျွန်တော်ဒီမှာ graph လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ရင်ကျွန်တော်ဒီမှာဒီအောက်ဆုံးက east in east out ဆိုတာလေးကိုတစ်ချက်ရွေးပေးလိုက် Okay ပြီးတော့ရင်ပြန်ထွက်မယ်ပြီးတော့နောက်ထပ်နည်းနည်းလေးချဲလိုက်မယ် Okay ချဲပြီးတော့ရင်ကျွန်တော်တို့အဲ့မှာ key frame လေးတစ်ခုထပ်ချမယ်ပြီးတော့ကျွန်တော်တို့ဒီ1 second လောက်ကြော်လိုက်မယ် 1.27 ဆိုတော့ 2.27 Okay ဒီလောက်မှာကျွန်တော်ထပ်ပြီးတော့သွားမယ်ဒီမှာအစိမ်းလေးကုန်တဲ့အထိသွားလိုက်မယ်Okay ဒီမှာအစိမ်းလေးပါ Okay ထုံးစံတိုင်းပဲနှစ်ခုကြားထဲကိုသွားမယ် graph လေးကိုရွေးမယ် ease in ease out ရွေးလိုက်မယ် Okay ပြီးရင်ပြန်ထွက်မယ်ထုံးစံတိုင်းပဲနောက်တစ်ခုထပ်ပြီးတော့ animation ထပ်ပေးမယ် Okay ကျွန်တော်ဒီမှာ key frame လေးတစ်ခုချလိုက်မယ်ပြီးတော့ကျွန်တော်39ဆိုတော့ကျွန်တော်409ပေါ့နော် Okay ဒီနေရာမှာနောက်တစ်ခုထပ်သွားမယ်ကျွန်တော်သူဘယ်ထိသွားမလဲတစ်ချက်ကြည့်လိုက်မယ် Okay ဒီအပြားလေးဆုံးနေတာဒီเนาะ Okay ပြီးမှတော့ထုံးစံတိုင်းမှာ graph လေးကိုတစ်ချက်ရွေးလိုက်မယ် Okay ပထမ graph တိုင်းမှာ Okay ပြီးရင်နောက်တစ်ခု animation ထပ်ပေးမယ် key frame တစ်ခုချမယ် file 9ပေါ့เนาะကျွန်တော်တို့ဒီ file 9လောက်ကိုသွားမယ် Okay file 9လောက်ကိုသွားပြီးတော့ကျွန်တော် color နေရာလေးထိထုံးစံတိုင်းပြန်ဆွဲလိုက်မယ် Okay ဒါဆိုရင်ထုံးစံတိုင်းပြီးရင် graph လေးကိုကျွန်တော်တစ်ချက် ease in ease out ပဲထည့်လိုက်မယ် Okay ဒါဆိုရင်ရသွားပြီပဲဖြစ်ပါတယ်ကျွန်တော်တစ်ချက်ပြန်ပြီးတော့ကြည့်ကြည့်မယ် Okay ဒီပုံစံလေးသွားတယ်အဲ့ဒီမှာကျွန်တော်ကပို့ပြီးတော့မြင်တောင်လို့ပို့ပြီးတော့ရှင်းလင်းအောင်လို့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့အဲ့ layer လေးကိုတစ်ချက်ထောက်လိုက်ပါအပေါ်ကကျွန်တော်တို့အုပ်ထားတဲ့ layer လေးကိုတစ်ချက်ထောက်လိုက်ပါပြီးရင် color and fade ကိုသွားကျွန်တော်တို့ white ကလေးကိုရွေးလိုက်အဖြူလေးကိုရွေးပေးမယ်နော် Okay အဖြူလေးကိုရွေးလိုက်ပြီပြီးတော့ကျွန်တော်ပြန်ထွက်မယ်ပြီးရင် border and shadow တွေကိုသွားမယ် border and shadow ကိုသွားပြီးတော့ကျွန်တော်ဒီ stroke လေးကိုဖွင့်ပေးလိုက်မယ်ပြီးရင်ဒီကောင်လေးကိုအဖြူလေးရွေးပေးလိုက်ပါနော်ပြီးနည်းနည်းလေးချဲ့ပေးလိုက် Okay ဒါဆိုရင်လုံးဝမမြင်ရတော့ဘူးကျွန်တော်ဒီ line အစပြောက်သွားပြီ Okay ကျွန်တော်ပြန်ပြီးတော့ play ကြည့်လိုက်မယ် Okay ဒီပုံစံလေးဖြစ်ပါတယ် Okay ပြီးတော့ကျွန်တော်နည်းနည်းလေး smooth ပြန်ဒီကောင်လေးကိုတစ်ချက်ပြန်နှိပ်လိုက် border and shadow ဝင် Okay ပြီးတော့ရင်ကျွန်တော်ဒီ shadow လေးကိုတစ်ချက်ဖွင့်လိုက် Okay ဖွင့်ပြီးတော့ကျွန်တော် shadow လေးကိုနည်းနည်းလေးတင်ပေးလိုက်ကြွအောင်လို့ Okay ဒါဆိုရင်ပို့ပြီး smooth ဖြစ်သွားပြီတစ်ချက်ကြည့်လိုက်ပါ
okay ဒါဆိုရင် professional ဆန်တဲ့ပုံစံမျိုးလေးရသွားပြီပဲဖြစ်ပါတယ် okay ဒါဆိုရင်ဒါလေးကိုလောက်တက်လိုက်မယ်လို့ထင်တယ်ကျွန်တော်နောက်တစ်ခုကိုထပ်ပြီးတော့ပြောပြမယ်ကျွန်တော်ဒီ 3D logo animation okay plus icon လေးကိုတစ်ချက်နှိပ်လိုက်ပါထုံးစံတိုင်းမှာ create ကိုတစ်ချက်နှိပ် okay ပြီးသွားရင်ကျွန်တော်တို့လုံးမယ်ဒီ 3D logo လုံးမှာဆိုတော့ကျွန်တော် logo လေးကိုတစ်ချက်အပ်လိုက်မယ် okay media တွေကိုဝင် okay ကျွန်တော်ဒီဘာနဲ့လုပ်ပြမလဲဆိုတော့ okay ကျွန်တော်ဒီမှာ YouTube logo လေးတစ်ချက်ရွေးလိုက်ပြီးပြီးရင် move and transform တစ်ချက်နှိပ်ကျွန်တော် site ကလေးကိုနည်းနည်းလေးတေးလိုက်မယ် okay site ကလေးကိုနည်းနည်းလေးတေးလိုက်မယ် okay ပြီးသွားရင်ပြန်ထွက်မယ်ပြီးရင်ကျွန်တော်ဒီမှာ effect ကိုတစ်ချက်နှိပ်မယ် add effect ကိုတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာ search bar မှာ raster လို့ရိုက်ရှာလိုက်ပါ raster okay ဒီမှာပေါ်လာပြီဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးသွားရင်ကျွန်တော်ဒီမှာ standard setting ကိုပဲတစ်ချက်ရွေးပေးလိုက်ပါ okay အဲ့မှာ setting လေးရှိရကျွန်တော် logo လေးကအခုကြည့်လိုက်အရောင်လေးကဖြော့သွားတယ်ကျွန်တော်ပုံမှန်အရောင်လိုချင်တယ်ဆိုတော့အောက်ဆုံးကိုဆွဲချလိုက်ဒီမှာ light source ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ဒီမှာ point light ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ကျွန်တော် flat ရွေးပေးလိုက် okay ဒါဆိုရင်တော့ sorry ကျွန်တော်ဒီ effect ကိုပြန်ဝင်လိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်အရောင်လေးကတော့တောက်သွားပြီပြီးသွားရင်ကျွန်တော်ဒီမှာ rotation ကိုပြန်လာမယ်ကျွန်တော် y လေးကိုတစ်ချက်ထောက်လိုက်ပါ okay ပြီးသွားရင်ကျွန်တော်တို့ဒီဘက်လေးကိုနည်းနည်းလေးဘယ်ဘက်လေးကိုဆွဲလိုက်ပါအဲ့ဒါကျွန်တော် 3D ပုံစံလေးဖြစ်သွားပြီဒါပေမဲ့ 3D ပုံစံမလှအောင်เนาะမလှအောင်ဆိုတော့ကျွန်တော်တို့အောက်ကိုနည်းနည်းလေးဆွဲချလိုက်အောက်ကိုဆွဲချလိုက်ဆွဲချပြင်ကျွန်တော် interior ဆိုတာရှိတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးမှကျွန်တော်တို့အဆုံးနေအရောင်တင်လိုက်ဒီမှာအပြာဖြစ်နေရတွေ့လားအဲ့ကောင်လေးကိုကျွန်တော်ကဒီခဲတံပုံလေးဒီမှာဟိုမှင်ခဲတံပုံလေးပါအဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီးမှကျွန်တော်ဒီ logo လေးကိုတစ်ချက်ထောက်လိုက်เนาะ okay ပြီးမှကျွန်တော်အောက်မှာဒီခြေရာပုံလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာအရောင်လေးကိုကြက်သွေးရောင်လေးပြောင်းပေးလိုက် okay ဒါဆိုရင်ကြည့်လို့လှသွားပြီပဲဖြစ်ပါတယ် okay ပြီးရင်ဒါလေးကိုပြန်ထွက်လိုက်မယ်ပြီးရင်ကျွန်တော်တို့အပေါ်ကိုပြန်လာမယ်เนาะ sorry အပေါ်ကိုပြန်လာမယ်ပြန်လာပြီးတော့ကျွန်တော်ဒီမှာဒီ depth ဆိုတာလေးရှိတယ်ခင်ဗျာเนาะကျွန်တော်ဒီ depth ဆိုတာလေးရှိတယ်icon လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ် okay ပြီးတော့ကျွန်တော်တို့ icon လေးကိုနည်းနည်းလေးကြွအောင်ပေါ့ okay ဒီလောက်ဆိုရင်ရပါပြီကျွန်တော်ဒီကောင်လေးကိုလည်း timeline လေးကိုနည်းနည်းလေးဆွဲချဲလိုက်မယ်เนาะခဏလေး okay ကျွန်တော်ဒါလေးကိုလည်း okay 3လောက်ဒီကျွန်တော်ဆွဲချဲထားလိုက်တယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီ 3D ပုံစံလေးတော့ရသွားပြီအဲ့ဒီမှာကျွန်တော် animation ပေးမယ်ပေါ့နော် okay ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တို့ဒီ animation ပေးမယ်ဆိုတော့ကျွန်တော် rotation ကိုတစ်ချက်လာလိုက်မယ်ကျွန်တော်တို့ y လေးကိုတစ်ချက်ထောက်လိုက်နော် y လေးမှာကျွန်တော်0ထားလိုက် okay ပြီးရင် key frame လေးတစ်ခုချလိုက်ကျွန်တော်နောက်ဆုံးကိုဆွဲလိုက်ပြီးရင် y လေးကိုတစ်ချက်ထောက်လိုက် y လေးကိုချက်ထောက်လိုက်ပြီးတော့ကျွန်တော်ဒီမှာ920လို့ရိုက်လိုက်နော် okay ပြီးတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ် okay ဒီပုံစံလေးဖြစ်သွားပြီအဲ့ဒီမှာကျွန်တော်ကဒီကောင်လေးကိုတစ်ချက်ဒီ effect ထဲကကျွန်တော်ခလာပေးထားတဲ့ဒီ animation လေးပေါ့ y axis ကနော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်ဖြတ်လိုက် okay တစ်ချက်ဖြတ်ပြီးတော့ပြီးမှပြန်ပေးမယ်ကျွန်တော်ဒီကောင်လေးကိုနည်းနည်းလေးကြောင်လို့မြင်တောင်လို့ဆွဲဆန့်လိုက်မယ်ကျွန်တော်10လောက်ထိပေးလိုက်မယ် okay ပြီးတော့ဒါလေးကိုပြန်နှိပ်ကျွန်တော် effect ကိုပြန်နှိပ်ခလာ effect ထဲကိုပြန်ဝင်ကျွန်တော် y ကိုပြန်ဝင်ပြီးတော့ကျွန်တော်အဆုံးကိုသွားပြီးရင်အဲ့ဒီမှာ y နေရာမှာကျွန်တော်920ကိုရွေးလိုက်မယ် okay ပြီးတော့တစ်ချက်ကြည့်ကြည့်လိုက်မယ်သူလှုပ်ရှားမှု okay ဒီလောက်ဆိုရင်ကျွန်တော် 3D ပုံစံ smooth ဖြစ်တယ်ဒီထက်ပိုကောင်းအောင်လို့ကျွန်တော်နောက် effect တစ်ခုနဲ့သုံးပြမယ် okay ပြီးတော့အဲ့ဒါလေးကိုပြန်ထောက်လိုက်ကျွန်တော်ဒီမှာ effect လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီမှာ add effect ကိုတစ်ချက်နှိပ်လိုက်နော်ပြီးတော့ကျွန်တော်ဒီမှာOSCI အဲ့ဒါလေးဒီမှာပေါ်လာပြီကျွန်တော် oscillate ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါ okay ထုံးစံတိုင်းမှာကျွန်တော် standard setting လေးကိုတစ်ချက်ရွေးပေးလိုက်မယ်နော် okay ကျွန်တော်ဒီမှာဆိုရင်ဒီ frequency ကိုကျွန်တော်ဟိုလောက်ထားလိုက်မယ်90 frequency ကို90 sorry ကျွန်တော် angle ကို90လောက်ထားလိုက်မယ်ကျွန်တော် frequency ကိုကြတော့ကျွန်တော်ဒီ 0.50 လောက်ထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ magnitude ကိုကြတော့ကျွန်တော်ဒီ92လောက်ထားလိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့ play ကြည့်လိုက်မယ် okay ပြန် play ကြည့်လိုက်မယ် okay ဒါဆိုရင်အခုလိုမျိုးကြွပြီးတော့လုံးဝလှပြီးတော့ professional ဆန်တဲ့ 3D logo animation ပုံစံလေးရပြီပဲဖြစ်ပါတယ်
Okay ဒါဆိုရင်ဒီဗီဒီယိုလေးကခုကြည့်နေတဲ့ညီကိုတွေအတွက်အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်ဗီဒီယို editing ကိုတကယ်စိတ်ဝင်စားတဲ့ညီကိုတွေကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးတာပါကျွန်တော်ကအခုနောက်ပိုင်း popular ဖြစ်နေတဲ့ဒီ animation မျိုးစုံကိုကျွန်တော်ကဒီလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ 3D animation လို့ကျွန်တော်ဒီ documentary animation လို့ကျွန်တော် chapter လေးတွေခွဲပြီးတော့တေချာလေးပြောပြမှာဖြစ်တဲ့အတွက်ကြောင့် subscribe လေးနှိပ်ပေးဖို့ကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ် Okay နောက်ဗီဒီယိုလေးမှာပြန်ပြီးတော့ပြန်လဲဆုံတွေ့ကြမယ်